Highlight Vigo အခြေအနေရတော့တော်ဆိုပုံစံတစ်ခုမြင်တဲ့အတိုင်းပဲအဲ့ဒါကိုလုံးဝအကောင်းတိုင်းပြန်ဖြစ်အောင်ပြန်ဖိုင်းမှာသူအရှိပိုင်းတော်တော်ပြက်စီးသွားတယ်ဒါပေမဲ့ကံကောင်းတာကအင်ဂျင်မထီဘူးရေတိုင်ကြီးထိသွားတယ်ပြီးတော့ကားလာတိုက်တော့အဲဘက်တွေမပွင့်ဘူးအားလည်းတခြားပြန်စစ်ပြရမှာတကယ်လည်းအဲဘက်ပွင့်မှာတော့အဲဘက်မပွင့်ဘူးဒါပေမဲ့ဒီကောင်မောင်းလို့ရတယ်ဒါပေမဲ့ပန်ကမလဲတော့ရေဆူမှာတော့မမောင်းဘူးဖြည်းဖြည်းချင်းမထိမှန်လာခဲ့တယ်သူမှန်နေလဲရမယ်ရေတိုင်ကြီးလဲရမယ်ပါချက်နဲ့လဲရမယ်ပြီးရင်မီကိုတွေတော့ပြန်လဲရမယ်အလောတည်းပစ္စည်းလေးရင်မာထားတယ်အဲ့တော့ဆိုင်မှာဆွဲဆက်တွေပါဒီမှာဆွဲရတဲ့ဟာတွေမရှိတော့သူများဆိုင်တော့လောက်ရတာဘော်ဒီဆယ်တော့ဆိုင်မှာရှိရဆေးဆရာလက်ဆိုင်မှာရှိရဘော်ဒီနဲ့ပတ်သက်တဲ့ပစ္စည်းတွေမဆုံးလို့တကယ်ကြီးဆိုင်မှာတော့လောက်လိုက်တယ်အင်ဂျင်ချပြီးဘော်ဒီဆိုင်ပြန်ပို့ရတာဘော်ဒီကိုတကယ်ဆိုင်မှာပဲအကုန်လုံးလိုက်တယ်သူကမီးကွက်တွေဘာမှလည်းအကုန်လုံးပြန်ချိန်ပေးလိုက်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီရောက်တော့ဆေးတွေပဲပြန်မှောက်မှာပေါ့ဒါလို့သာအကျန်းတယ်လေမှန်နေတဲ့ဒီမှာကိုကတ်မှာနောက်ဆိုဗီဒီယိုအသေးသေးရိုက်နိုင်လို့စူးစမ်းနေပါတယ်ခုလောလောဆယ်ကျွန်တော်ဆိုင်မှာဘော်ဒီဆရာမရှိတဲ့သူများဆိုင်မှာတော့လို့ဆိုတော့ဗီဒီယိုအသေးသေးကမရဖြစ်လိုက်ရအောင်ပြီးတော့ဒီကောင်ကာလာ1ကုတ်ပြန်ဆွဲရတာကာလာစိတ်မှုနေတဲ့ချိန်အင်ဂျင်ကလည်းတန်ရှင်းလို့လည်းတယ်အပြင်မှာဖြိုးတော့ရလို့ရလောက်ရတာအတဲထဲမှာတက်ပြီးတန်ဖြိုးရတဲ့တာခက်လို့တန်ရှင်းလို့တဲ့ခက်တယ်အားကြောင့်အပြင်မှာတန်ရှင်းလို့ပြလိုက်တယ်အခုတိုင်းကစိတ်မှုလို့တော့ပြီးအင်ဂျင်တွေပြန်တက်ရမယ်ပြီးမှန်တယ်လည်းပြန်တက်ရမယ်မိကိုတွေလည်းတခြားပြန်တက်ပြရမှာအစားဆုံးသူကလဲတာအကုန်လုံးနှိပါဖြစ်သွားဒါပေမဲ့တော်တော်တန်သွားပါကားတော့ပြီးတော့သူကဒီစီးလုံးလဲရပြောင်းပြန်လုပ်ပြရတာအားကြောင့်မလို့အပေါ်ပိုင်းနေစေးပိုင်းနေအကုန်ပြီးဆိုတော့အောက်ပိုင်းတစ်ချက်ပြန်လုပ်ပြရမှာဒါတိုက်ထားဆိုတော့အောက်ပိုင်းနဲ့လိန်နေတာအောက်ကတန်းနေလောဘကိုင်းနေပြန်လဲရတယ်ပြီးစေးမှုထားတဲ့ကောင်ဘာမှပြန်ဆွဲပြီးလိုက်တယ်ကျွန်တော်ဆိုင်မှာလူကတော့အစုံရှိရတယ်မရှိတာပစ္စည်းစုံမရှိသေးတာဆိုင်အစားမှပြန်ဖွင့်တာဆိုတော့ဖြည်းဖြည်းချင်းပစ္စည်းတွေပြန်ဖြီးနေတာမှန်လဲကိုပါပဲကဲရတာပဲကောနော်ဆိုင်မှာတော့ကားနဲ့ပတ်သက်တနေရာထဲမှာကိုလုံးရအောင်လို့တော့ကျွန်တော်နည်းနည်းကြိုးစားနေပါလေဒီကတော့ဆိုင်မှာပစ္စည်းမစုံသေးလို့ပါဒါပေမဲ့ဖြည်းဖြည်းချင်းတော့ဖြည့်သွားပါပြီနည်းနည်းဆုံးတော့ဆုံးလာပါပြီမှန်နေကိုလုံးကပ်ပြီးဆို dashboard တွေတခြားပြန်တက်ရတယ်ဝါတို့တွေသွားစေဘော်ကြီးလောက်ထားဆိုတော့ကိုလုံးပြန်ခွာတာကိုပေးတခြားလေးပြန်တက်ပြရတယ်မင်း airbag လိုင်းနဲ့တခြားစစ်ပေးလိုက်တယ်စား airbag မပွင့်ဘူးခုတော့ airbag တော့ပွင့်တိုင်းတော့ airbag ကကောင်းမကောင်းမလို့စားရတယ်ဆိုတော့ airbag ကအချိန်ပြည့်ပြည့်နဲ့တပည့်ဝင်တိုက်ကြည့်လိုက်တိုက်လို့မှ airbag ပွင့်တယ်ဆိုရင်ကောင်းတယ် airbag မပွင့်ဘူးဆိုတော့မကောင်းဘူးဒါလည်းမပွင့်ဘူးဆိုတော့ပြန်စစ်ပေးပါလေခုတိုင်းကားလည်းအကုန်လုံးစီပြီးသွားပြီရေကားလည်းအကုန်လုံးတက်ပြီးသွားပြီခုတိုင်းကားတတိယဖြစ်သွားပြီအကုန်လုံး order တိုင်းပဲလည်းပြတော့လုပ်ပေးလိုက်တယ်အကုန်လုံးစစ်တန်းကြအောင်လို့ကသမားနောက်ကဆိုင်မှာ body ဘိုင်းနဲ့ပစ္စည်းဆုံးသွားတယ်ဆိုရင်ခုလိုတိုက်ကားတွေကိုအစားဆုံးသေချာလေးဗီဒီယိုရိုက်ပြီးတင်ပေးမှာပဲနောက်လည်းအဲ့လိုကားတွေရှိပါသေးတယ်ဒီစီလေးရှေ့ပိုင်းတိုက်ထားတာအကောင်လည်းကျွန်တော်ဗီဒီယိုအသေးသေးရိုက်ပြီးပြန်တင်ပေးပါမယ်ဗီဒီယိုလေးကိုဆုံးနေကြည့်ရတဲ့အားလုံးကျေးဇူးတင်ပါတယ် Land Cruiser Model 2008ဒီကောင် Airbag မီလင်းတာငကော Airbag မီကကောင်းတယ်ဒီကောင် Air ကောင်အတွင်းလမ်းနဲ့အကုန်လုံးဖြုတ်စိမ့်မှာ Airbag မီလင်းတာသူတို့ဘာတွေအကုန်လုံးဖြုတ်ပြီးနှိုက်ကြတယ်ဒါပေမဲ့အဆင်မပြေဘူးအဆင်မပြေတော့ဆန်ရောက်လာတာရက်လက်တော့ကာဘာတွေအကုန်လုံးခွာပြီးသွားပြီဘယ်ဖြစ်လဲဆိုတာတိကျသိအောင်လို့ကုမနာထုတ်ပြီးသိကြည့်ရမှာသူတို့ပြောတော့ Airbag ဘူး short ကြတယ်လို့ပြောရပဲသူတို့တော့ Airbag ဘူးတော့ဖြုတ်ကြည့်တယ်ဒါပေမဲ့အဆင်မပြေဘူးဒီစီလုံးကွန်ပျူတာပြန်စစ်ကြည့်တော့သူတို့ပြောသလိုပဲ short ကြရတယ်ဒါပေမဲ့ airbag ဘူးတော့မဟုတ်ဘူးအရှိဖင်နန်ကုန်နေခပတ်တယ်နောက်ဖင်နန်ကုန်နေခပတ်တယ်အကုန်လုံးပတ်ပတ်လေးသွား short ကြတာသူတို့အဓိကလောက်တာတော့ air con အော်မယ်လို့တိုင်ပါတယ်ဒါပေမဲ့ဒီလိုမျိုးဖြစ်တော့ဖြစ်ခဲ့တယ်ဒါပေမဲ့အခုလိုဖြစ်တော့နည်းနည်းကားသမားတော့နေတဲ့စကားပြောတာပေါ့သူကကွန်ပျူတာနဲ့ clear လုပ်လိုက်တော့ error တွေအကုန်လုံးပျောက်သွားတယ်ဒါပေမဲ့တော့ပိတ်ပြီးပြန်ဖွင့်လိုက်တော့ error တွေပြန်ပေါ်လာတာရိုး error တွေဆိုရင်တော့ရှားရတာလွယ်တယ်ဒါပေမဲ့ short ကြတဲ့ဟာတွေနဲ့ရှားရတာခက်တယ်ကျိုးတွေအကုန်လုံးအစားဆုံးပြန်တန်းရတယ်အဓိကတော့တနေရာမှာကျိုးဘူးနေလို့သူက short ကြတယ်ဆိုပြီးလာပြတာဒါပေမဲ့ airbag တွေပါပွင့်လာပြီးပါလို့အဲ့လိုတော့မရှိဘူးအဓိကသူပြတဲ့ error ကနောက်ထိုင်ကုန်တွေခပတ်တွေဘယ်ညာပေါ့အဲ့ကောင်တွေ short ကြဆိုပြီးပြတာအဲ့ကောင်တွေရင်ချိုးတန်းရမှာအခုတိုင်းချိုးတိုင်းကြည့်တော့အကုန်လုံးကောင်းတယ်ပြက်တာလည်းမရှိဘူးပူးတာလည်းမရှိဘူးသူကတစ်စီလုံးသာတိုင်းရတယ်ဆိုတော့တနေ့တော့ဟိုနေတစ်ပိုင်းလောက်ကုန်သွားအဲ့ဒါနဲ့ဘေးဆောင် socket တွေဖြုတ်ကြည့်တာထင်တဲ့အတိုင်းပဲဘေးဆောင် socket မှာတော့ရေတွေဝင်နေရေချိုးကြိုင်နေအဲ့ကောင်တွေရေချိုးကြိုက်ပြီးအငွေ့တွေပါကိုးရင်လည်းဒီကောင် short ဖြစ်တယ်ဆိုပြီးလာပြတာညာဘက်လည်းတူပဲဘယ်ဘက်လည်းတူပဲအဲ့ဘယ်ဘက်ကပို့ဆိုတယ်ရေချိုးတွေများတယ်အဓိကအဲ့ကောင်ကြောင့်ဖြစ်တာ socket တွေစိတ်ပြီးပြန်ဆန်းရမှာတော့ရေချိုးကငကိုကလေးတဲနေကြာပြီသူအဲကွန်ဖြုတ်တက်လုံးနဲ့အိုင်လိုင်းမှာသွားကူးသွားတာပေါ့အစကတည်းကသူကအဲရာတက်ချင်တယ်အဲကွန်လိုင်းလုံးမှဖြစ်သွားတော့ဆိုအဲကွန်လိုင်းတရားခံကြသွားတယ်အခုတည်းဆေးရတော့အကုန်လုံးပြောင်းသွားရင်ကားမှတက်ပြီးစမ်းကြည့်မှာကွန်ပျူတာပြန်ဆက်ကြည့်တော့သူကအဲရာပျောက်သွားပြီတော့ထိုင်ကွန်တစ်ခုပဲကျန်တာခုနှစ်ခုကတော့ socket ဖြုတ်ထားလို့ချော့ဖြစ်တဲ့အဲရာတွေတော့ပျောက်သွားပြီထိုင်ကွန် socket တွေတက်ပြီးစမ်းလို့စမ်းကြည့်မှာအခုတည်းစမ်းလို့ပြီးစမ်းတော့အဲရာတွေမရှိတော့အဲရာတော့ပျောက်သွားပြီထိုင်ကွန်ထဲမှာပြနေတဲ့ airbag မီလည်းငြိမ်းသွားပြီအကုန်လုံးအဆင်ပြေသွားပြီဆိုတော့ဖြုတ်ထားတဲ့အကုန်လုံးဖိုင်နယ်ပြန်တက်ရမှာငကွာသူတို့ဖြုတ်ထားတာအများကြီးပဲဖြုတ်နက်တွေမစုံတဲ့အဲ့ဒါပဲပြန်ရှာပြီးတက်ပြရတယ်ဒီကဝါရင်းနေအစားဆုံးပြန်တန်းရတယ်ဆိုတော့တနေ့ကုန်ချိန်ကုန်သွားမနက်ကနေစပြီးလို့တာညနေမှပြီးရတနေ့ကုန်တစ်စီးတည်းပဲအခုတန်းကာဝါတွေအကုန်လုံးဖိုင်နယ်တက်ပြီးတော့ဆက်ပြန်လို့ချိန်မှာအခုတန်းတိုင်ခွက်တဲ့ airbag မီလည်းငြိမ်းသွားပြီဟမ်ဘရိတ်မီရဟမ်ဘရိတ်ဆွဲထားလို့တော့ငကွာတင်မှာ airbag off ပဲလားပေါ်တာအခုတန်းတော့ကုန်ပြောက်သွားပြီဗီဒီယိုလေးကိုဆုံးနေကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်